Okay မင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်လဲကြိုဆိုပါလဲဟုတ်ပြီကျွန်တော်တို့ဒါတော့အဲ့ session နဲ့ပတ်သက်ပြီးတော့တော်တော်လေးခီးရောက်လာပါပြီနော်တိမ်မပြင်းကြပါနဲ့ဒါလေးက program တစ်ခါလေးလဲ program ရတစ်ခါလေးလဲလောက်ပါများတော့ပြင်းအစလို့တော့တက်ကြွလဲလောက်မှပြင်းအဲ့ဒီပြင်းနေတဲ့ချိန်မှာဝီဒီယိုပြန်ထည့်မှာကျွန်တော်တို့ပြန်ပြီးတော့ပြန်ပြောလာလိမ့်မယ်နော် okay ကြည့်မယ်ဒီ program ဘာမှမဆန်ဘူးလေ32တက်ဒီကောင်ဟိုကြည့်နေသေးကြတာဟုတ်သေးကြတော့ဒီဟာတွေလောက်တယ် right keyword အကြောင်းကျွန်တော်ရှင်းပြဒီကကျွန်တော်ဘာပြောချင်တာလဲဆိုတော့ပိုင်းသွင်းမှာကဲပုံမှန်ရင်းနေကြကျွန်တော်တို့ဒီပါစီ find ရပြီးရင် exhaust ပြီးရင်ကျွန်တော်တို့ဘာလာလဲမှန်ကန်တယ်ဆိုကျွန်တော်တို့ဘာလုပ်မှာလဲ f6 block ကိုလုပ်မှာကြည့်တာ ENSCS ဟုတ်လား S block မှာ BRN print ကျွန်တော်ဘာလုပ်မှာလဲLICE nice ပေါ့ဟုတ်လား nice လို့ထုတ်လိုက်မယ်မှန်တယ်ဆိုကျွန်တော်ဘာလဲ nice လို့ထုတ်လိုက် okay f6ဒီမှာမှားနေလေဒီ night ကဘလို့နည်းနဲ့မှလုံးမလုံးနဲ့ run ကြည့်လိုက်ဒီ exception ပဲလုံးလို့လည်း value ရတာ m ဒါမှ email day ဆိုပြီးတော့ right keyword နဲ့ PR ပေးထားနေပဲလုံးလို့ okay တရားကိုကျွန်တော်မှန်အောင်လိုက် greater than 33ဟာ32က33တဲ့ကြီးလားကြီးရလေမှန်နေအောင်ဒါမှမှန်အောင်သက်လို့လိုက်တာဘာအောင်ထုတ်တော့ nice ကိုထုတ်တယ်ဘာအောင်ထုတ်တော့ nice ကိုထုတ်တယ် okay အဲ့ဒီဘာမှမစမ်းသေးဘူးကျွန်တော်ဘာပြောချင်တာလဲဆိုနောက်ထပ် file နေမှာနောက်ထပ်ပို့လာတဲ့ keywords တခုကို mix up ပေးခြင်းနဲ့အဲ့ဒါပါလဲဆိုရင် finally finally keywords ဟုတ်ကဲ့နော် full colon နဲ့ပဲသွားရနော် find as well as finally keyword ကဘာလဲ program ကြီးထွက်သွားတော့မှနောက်ဆုံးအနေနဲ့လုပ်စေချင်တဲ့အလုပ်လေးတွေပေါ့ဗျ finally နောက်မှာဘာမှလုံးလို့တော့ပါမလို့ကဲ PRN print စမ်းကြလား print ဟုတ်တယ် day တော့မှလည်း beauty bus တိုင်းမဲ့have ကြိုက်တာရေးပါစဉ်းလာရတာခက်လို့နော် have nice day ကဲမှန်ရင်လည်းသူဒီ blog ဒီ finally ကဘာအနေနဲ့နောက်ဆုံးအနေနဲ့သူလောက်ချပါအောင်အခုကကြည့်မပြန်မှားပြမယ်မှားရင်တော့သူ access clause ကိုလုံးမမဟုတ်31သူက31ထက်ကြီးနေတာတေးကြလေတေးကြတာဖြစ်တဲ့အတွက်ဒီ right ကိုလာပြီး PR ပြီးဒီအလုပ်ကိုလုံးလိမ့်မယ်ကြည့်ဒါပေမဲ့ဘာလေးပို့လို့သွားလဲဆိုfinally blog လေးပို့လို့သွားတယ် embellish day တိုင်းပဲ have a nice day ဟော finally တဲ့ဟုတ်မောကိုလောက်ချသွားတယ် finally လေး okay မနော်အဲ့တော့ do while လူပင်နဲ့ do ပုံစံမှန် do လေးရတော့တခါတော့သွားသူရလောက်သွားတယ် do while လူပင်နဲ့ do ပုံစံပေါ့ okay ကတိကမှာကျွန်တော်ပို့ပြီးရှင်းတော့ကြည့်ကြမယ်ပို့ပြီးရှင်းတော့ I am import statement နဲ့ I am PORT import SYS module လေးထည့်မယ် module လေးထည့်ပြီးဒီနားမှာကျွန်တော်ကဒီနားမှာ sys.exist EHIC ဒါကဟိုအတွက်သူဟို module ဟိုဖြစ်တယ်ဆိုဒီ exist sys.exist ဆို system နေထွက်လိုက်မှားလဲမှားရတယ် exist ဆိုလဲလို့ပဲသူထုတ်ပြရတယ် control C သူမှန်တယ်ဆိုတော့ဒီနားနေ system နေထွက်မယ်ဒီ block လုပ်တယ်ဆိုလဲ system နေထွက်မယ်ဒီ block လုပ်လဲ system နေထွက်မယ်တခုခုကတော့မှန်တဲ့ block ကိုသူလုပ်သွားမှာအဲ့တော့ဒီပုံစံဒီ condition ကတော့ဒီဘယ်အောင်လုပ်လို့ပါဒီ exhaust block ကိုလို့ system တွေထွက်ပြီးတာတော့မှသူ finally block လေးကိုလုပ်သွားတယ်ဆိုတာပြရင်နော်ဒါ finally လေးရဲ့လုပ်ဆောင်ချက်တွေ့လား system တော့ exit ထွက်ပြီးသားတော့မှသူ finally လေးကတော့ဒီ system တော့ exit အရင်လုပ်သွားတော့မှ finally လေးပါလို့သွား statement လေးနောက်ကနေလုပ်သွားနောက်တစ်ခုမှတ်သားဖွယ်ရာကတော့ finally နောက်ကနေ finally block ကနေ print လေးကိုကျွန်တော် copy ကူးမယ်ဗျပြင်းလို့ finally တဲ့နောက်ဒီ index တတိထားမယ်နော် index ကိုတတိထား finally နောက်က print ဒီ print ဆိုတာအလွတ် print ကြီးနော်တကယ်ဆိုဒီကနေဟိုအစင်လိုက်ဆိုဒီ print အလုံးလုံးမှာဒါပေမဲ့ finally နောက်မှာထားရဘာမှအလုံးလုံးလိမ့်မယ်မဟုတ်ဟုတ်နော် this is when not workဒီ print statement လေးထည့်မယ်အဲ့လိုမှတ်ချက်လေးကြည့်ပေးပါဗျာတွေ့လား finally နောက်ကဘာလုံးလို့တော့ဘာ statement မှာလုံးမလို့တော့ finally ဆိုတဲ့အတိုင်းပဲမှတ်ထားပြီနော်ကျွန်တော်ဘာနဲ့သွားတူမလဲဆို finally နောက်မှာဘာမှရေးမရတာကဘာလဲ return statement နောက်မှာဘာရေးအလုံးမလို့တော့ဒီလိုပါပဲဗျာဟုတ်ကဲ့ကွန်ပျူတာ program တွေမှာမှတ်ထားပြီဗျာဒါဒီတော့လို့ finally keywords လေး okay thank you ဗျာ